မင်္ဂလာပါရှင်မြို့တော်ဝင်ဖလားဟင်းသီးဟင်းရွက်နဲ့တတိဝလံပန်းမှန်ပြပွဲပြိုင်ပွဲများကိုနှစ်စဉ်ကျင်းပပြုလုပ်ပေးခြင်းအပြင်မန္တလေးမြို့တော်အားဥယျာဉ်မြို့တော်အဖြစ်တည်ဆောက်ထိန်းသိမ်းရာမှာအထောက်အကူဖြစ်လာစေရန်ဟင်းသီးဟင်းရွက်နဲ့တတိဝလံပန်းမှန်အဆင့်မြင့်စိုက်ပျိုးနည်းပညာများဖလှယ်နိုင်စေရန်စတဲ့ရည်ရွယ်ချက်တွေနဲ့22ကြိမ်မြောက်မြို့တော်ဝင်ဖလားဟင်းသီးဟင်းရွက်နဲ့တတိဝလံပန်းမှန်ပြပွဲပြိုင်ပွဲကြီးကို2026ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှ14ရက်နေ့အထိမန္တလေးတိုင်းဒေသကြီးချမ်းမြသာစီမြို့နယ်စင်ဖြူကန်ကွင်းမြမာလာဥယျာဉ်တွင်စီကားတိုင်းမြိုက်စွာကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းကိုပန်းဥယျာဉ်နှင့်ကစားကွင်းများဌာနမှဦးတင်စိုးကအခုလိုပဲပြောပြထားပါတယ်မန္တလေးမြို့တော်စီမံတိုင်းကော်မတီမြို့တော်ဖလားဟင်းသီးဟင်းရွက်နဲ့တတိဝလံပန်းမှန်ပြပွဲပြိုင်ပွဲကိုအဓိကရည်ရွယ်ချက်9ရက်နဲ့ဆောင်ရွက်လက်ရှိပါတယ်အဓိကကျင်းပမယ့်နေ့ကတော့ဒီ2026ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့ပြည်တော်စုနေ့ဖြစ်ပါတယ်ဗျာပြိုင်ပွဲဝင်မဲ့အမျိုးသားတွေကတော့စုစုပေါင်း23မျိုးရှိပါဗျာဖေဖော်ဝါရီလ10ရက်နေ့ကစပြီးတော့မှကျင်းပမယ့်မြန်မာလာဥယျာဉ်မှာကျွန်တော်တို့လက်ခံတော့မှာဖြစ်ပါတယ်12ရက်နေ့မှာတော့ကျွန်တော်တို့ကဒီပြိုင်ပွဲဝင်23မျိုးကိုစုများရွေးချယ်ပြီးတော့မှချီးမြှင့်တော့မှာဖြစ်ပါတယ်ဗျာဒီပြိုင်ပွဲမှာကျွန်တော်တို့ကတိုင်းစစ်ဌာနဆိုင်ရာပြကန်း18ခန်းနဲ့ဒီနေ့ကျွန်တော်တို့စီစဉ်ထားကြည့်ပါတယ် MSME ပြကန်းတွေလည်းကျွန်တော်တို့ကထည့်သွင်းထားဖို့စီစဉ်ထားကြည့်ပါတယ်ခင်ဗျာရခိုင်နေများနေတူချော်ပေးစီလည်းထည့်သွင်းဆောင်တော့မှာဖြစ်ပါတယ်ဗျာပြည်သူလူထုအနေနဲ့ယခုကျင်းပတဲ့ဟင်းသီးဟင်းရွက်နဲ့တတိဝလံပန်းမှန်ပြပွဲပြိုင်ပွဲကိုလာရောက်လေ့လာခြင်းအပြင်ဒီပြပွဲပြိုင်ပွဲမှာတွေ့ရှိခဲ့တဲ့ဤစစ်တွေများနဲ့ဘူးတုဒကိုပေါင်းဆက်ပြီးတော့မှမိမိတို့ရဲ့အိမ်တိုင်းမှာမဖြစ်မနေတပိုင်းတနိုင်မြေကွက်လက်ရှိသူရဲ့စိုက်ပျိုးမှုများပါဝင်စိုက်ပျိုးခြင်းဖြင့်တစ်ဖက်တစ်လမ်းကနေပြီးအိမ်သုံးစိတ်တွေရှော့ချနိုင်မှာဖြစ်ပါတယ်ပိုချံဘက်ကလည်းဝင်ငွေတွေရရှိမှာဖြစ်ပါတယ်မြို့တော်နေဖြင့်လည်းဥယျာဉ်တစ်ဖွဲ့မြို့တော်ရဲ့နေရာတိုင်းတွေ့မြင်နိုင်ခြင်းဖြင့် City in the Garden ဖြစ်အောင်ပူးပေါင်းဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်းပြောကြားလိုပါတယ်22ကြိမ်မြောက်မြို့တော်ဖလားဟင်းသီးရဲ့တတိဝလံပန်းမှန်ပြပွဲပြိုင်ပွဲကိုမန္တလေးမြို့တော်မှာနေထိုင်ပြည်သူလူထုကလည်းလာရောက်လေ့လာကြဖို့လည်းကျွန်တော်ဖိတ်ခေါ်ပါတယ်ခြားတိုင်းနယ်ပြည်နယ်အသီးသီးမှာရှိတဲ့ပြည်သူလူထုများနေဖြင့်လည်းလာရောက်ပါဝင်ရှင်းပြလေ့လာကြဖို့လည်းကျွန်တော်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာမန္တလေးမြို့တွင်ကျင်းပပြုလုပ်မယ်22ကြိမ်မြောက်မြို့တော်ဝင်ဖလားဟင်းသီးဟင်းရွက်နဲ့တတိဝလံပန်းမှန်ပြပွဲပြိုင်ပွဲကြီးတွင်ပြည်သူများလာရောက်ပန်းဖြေလေ့လာနိုင်ရန်တတိဝလံပန်းမှန်ကိုစားပြုပုံဖော်ထားတဲ့အလှဆင်ပန်းဝိုင်းကြီးများဌာနဆိုင်ရာပြကန်းများအယောင်ပြကန်းများပြိုးပင်အယောင်ဆိုင်များနဲ့ပြိုင်ပွဲဝင်ဟင်းသီးဟင်းရွက်နဲ့တတိဝလံပန်းမှန်အမျိုးအစားအလိုက်တကွန်ဆိုင်စုနှင့်စုများအတီးတီးပေးရချီးမြှင့်သွားမှာဖြစ်ကြောင်းသိရပါတယ်ရှင်